သူမရွှေထားရဲ့ချေမတူဘဝလေးချလေစင်တန်လဲဝေးกว่าလေအဖြစ်မှန်လဲတွေ့ပါလေစင်ငန်းတော်တို့ဖြစ်မှာကိုသိပါလေဒါပေမဲ့တန်ရော